အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်တော့ဒုတိယပိုင်းလေးကနေပြီးတော့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်နန်းဦးရောနန်းဦးတငယ်ချင်းရောနှစ်ယောက်သာအထဲမှာလေးလာကြည့်ရှုရင်းနဲ့သတိထားမိတာဘာလဲဆိုလို့ရှိရင်အဲ့ဒီအမိုးပေါ်ကကျွန်းသစ်တွေပဲဖြစ်ပါတယ်ဗီဒီယိုရိုက်နေရင်းနဲ့ခေါင်းပေါင်းကပြုတ်ကျသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းပေါင်းလေးကိုပြန်ပြီးတော့ပြင်ဆင်ဝတ်လိုက်ပါအောင်မယ်ရှင်ခေါင်းပေါင်းလေးဝတ်ပြီးသွားပါပြီဆိုတော့နန်းဦးနဲ့နန်းဦးတငယ်ချင်းနှစ်ယောက်အထဲမှာရှောက်ကြည့်ပါမယ်နေရာကတော့အရန်ကိုတန့်ရှင်းတောက်ပြောင်နေတာပါပဲအမိုက်တစဖုံတစမှမတွေ့ရပါဘူးဒီအကျယ်ကြီးမှာနောက်တစ်ခုအထူးမှကျင်တာကတော့ဒီကိုလာမယ်ဆိုလို့ရှိရင်17နာရီမထိုးခင်လာပါ17နာရီထိုးရင်တော့သူတို့ဖျားရှိခိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့17နာရီထိုးမှပိတ်ပါတယ်ပြီးရင်အင်ကြီးလက်ရှည်ဘောင်းမီရှည်ဝိလာရမှာဖြစ်ပြီးတော့ခေါင်းပေါင်းယူလာရမှာဖြစ်ပါတယ်အကယ်၍အဲ့ဒါတွေတခုမှမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ခေါင်းပေါင်းနဲ့အပေါ်ကအဘားရငှားတဲ့နေရာကိုဂိတ်မှာတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဂိတ်မှာတွေ့ရမှာကလမ်းညွန်ဂိုက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဂိုက်တွေကတော့တယောက်ကိုအိုမန်5ချက်ပေးရမှာဖြစ်ပါတယ်။အိုမန်5ချက်ဆိုရင်မြန်မာငွေနဲ့ပြင်းပြတွက်မယ်ဆိုရင်9000ဖြစ်ပါတယ်။ဆို2ယောက်ဆိုရင်3သိန်းပေးရမှာဖြစ်ပါတယ်။နောက်နဲ့နောက်တငယ်ချင်းကအဲ့ဒီပတ်စံကိုမပေးချင်တဲ့အတွက်ကြောင့်မလို့ပတ်စံနှမျောပြီးတော့2ယောက်သားကိုပါတာကိုပဲလေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဝင်ကြီးကတော့ free ဖြစ်ပါတယ်။အခမဲ့ပတ်စံပေးစရာမလိုပါဘူး။ဖနက်ကိုထားတဲ့နေရာလေးတွေသူတို့လုပ်ပေးထားပါတယ်တစ်သားလေးတွေနဲ့သူတို့စောက်ပေးထားတဲ့ဖနက်စင်လေးတွေကိုဒီလိုအဆောက်အဦတွေရဲ့အမိုးအောက်တွေမှာသူတို့လုပ်ပေးထားတာတွေ့ရပါတယ်ဒါနေရာတော်တော်များများမှာတွေ့ရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့နှစ်ယောက်သားဘယ်တောင်းမှဖနက်ထားခဲ့မှန်းကိုမှတ်မိတဲ့အတွက်ကြောင့်ဖနက်လိုက်ရှာရင်နဲ့အခုဆိုရင်တော့ဖနက်တွေ့ပါပြီဖနက်တွေ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်တော့မှဖြစ်ပါတယ်နေရာလည်းအရန်ပူပါတယ်17နာရီလည်းထိုးတော့မှဖြစ်ပါတယ်အကယ်၍နောက်ပြောရတဲ့အထက်မှာအမှားပါခဲ့လို့ရှင်လဲနောက်တောင်းမှန်ပါတယ်တကယ်လို့ထောက်ပြပေးချင်တာရှိတယ်ဆိုလို့ရှင်လဲထောက်ပြပေးလို့ရပါတယ်ပထမဆုံးစပြီးတော့လုပ်တဲ့ဗီဒီယိုလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အမပါရင်တောင်းပန်ပါတယ်ကဲအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တွေ့မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတတာ